ကိုအကြောင်းကိုကောင်းမှုထင်ရင်ကိုမှုကိုပြုတ်ပြင်းနဲ့ကိုတာလျင်တရားကိုအသိနဲ့ကိုတာကိုထရမှတ်တော့မှာတဲ့ကိုတရားတင်းနေကြနော်ဒါပဲနော်နော်ဖရလည်းဘဟုလိကတာတောတပါတိပလာတိစိကရိယာယတမွန်တတိတိတဲ့ဘဟုတုတကိုများများကြာတဲ့တောတပံတရကအနာကညာနာဖြစ်အောင်ကြိုးတာနော်နော်ညာနာဖြစ်တာဘာလို့မသိလားဟမ်မိမလေးညာနာဖြစ်တာဟုတ်တယ်ဟမ်မသိဘူးမလားဟမ်အယူမနော်တနေ့နဲ့တည6လုံးမြိုင်သေးတာယူတာနော်ယူတော့သမင်းကြီးကိုဓာတ်လို့လုပ်ပြီးပြေးတာပြေးတော့ဖယားတရားဟောတာဖယားကနှုတ်ဆောင်နေတာမဟောပဲနဲ့နှုတ်ဆောင်တာနော်အာနာပြေးတက်ကရိုက်လွတ်တာပေါ့လွတ်လိုက်ဆိုတော့ဖယားလွတ်လိုက်ဆိုတော့လွတ်ရတာတပည့်ကလေးခါပတ်ပြီးတော့မလုံတယ်လုံပေါ့လွတ်လိုက်နေဆိုတော့ခါတယ်လွတ်လိုက်ရတာဖယားရှိထိုင်ကျုံလေးထိုင်ထထိုင်ထထိုင်ထထိုင်အဲ့ဒီကနေစပေါ်လာထိုင်လို့လည်းမကောက်ကြည့်လို့လည်းမကောက်စားတော့လည်းကြည့်မကောက်ဆိုတော့ထိုင်လိုက်ထားလိုက်ပဲဖြစ်ကုန်တာအဲ့ကြောင့်မှခါတယ်ထိုင်ကျုံလေးဒီလိုလေးထိုင်ရတာနော်မိမတွေကြီးနော်အဲ့ဒီကျုံလေးထိုင်တာအဲ့ဒါကြောင့်ထိုင်တာနော်မလားအဲ့ဒီကနေစပေါ်လာအဲ့ဒီကျန်ထိုင်ပြီးတော့မှနင်းကသူများခန္ဓာကိုခန္ဓာကိုမှတ်တာကိုလို့ဒါပဲပြောတာဖခင်ကနော်လက်နေနဲ့တည6လုံးမြိုင်နေတာလေဒီသူများခန္ဓာကိုတွေကိုလိုက်ပြီးတွဲလာနေလို့သူ့မှာဟွာဘူးလားအဲ့ဒီမှာစိတ်ကောင်းဝင်သွားတာစိတ်ကောင်းဝင်သွားတော့ဒါသူ့ရဲ့ရှင်းကကျွတ်တန်းဝင်တာလည်းမပြောနဲ့နော်နားတဲ့လူကလည်းပါရမီရှင်နော်ဟောတဲ့ပုဂ္ဂိုလ်ကလည်းဖခင်နော်ဒီတော့ကျွတ်တန်းဝင်တာပေါ့တို့ခလေးကျွတ်တန်းဝင်တာဘာကြောင့်လဲကိုယ်ပဲရတာတဲ့အယုတ်လူကလည်းပုထုတယ်စိတ်ဓာတ်ကြည့်ပါဦးနော်ပုထုတယ်ကအယူဗမာလိုပြန်လိုက်ရဲ့နော်ဘုံကိုယ်ပဲရတာလေဘုံတော်ပဲကိုယ်ပဲရတာမို့လားအဲ့တော့လူတွေလောက်ကြတဲ့ဘုံတော်ပဲကိုယ်ပဲရတာအဲ့ဒါကြောင့်ကျုံမှာပုထုတယ်များဖျားမမြင်ဒီရပဲလို့အလွဲထင်ကံကလှုပ်တဲ့အယုတ်ကိုပဲဖယားသွဲအမြဲထားဝလေတဲ့ဖယားအစ်စ်ကဘယ်ကလာတယ်ပညာရှိမှသိရပါတယ်တရားသိမှဖယားမြင်တယ်ညာတော်ထဲအမြဲတည်နေတယ်အဲ့ကံဖယားကိုညာဖယားဖြစ်အောင်ကြိုးစားညာဖယားဘယ်လိုဖြစ်ရမှာလဲလို့မေးရနော်အရဟံတမနာဘုရောဝိတ္တနာတမနာဒုက္ခတောလောကဝိဒီကိုနှုတ်တော်ပုရိသဓမ္မတတတိတတတေဝမနုဿာနာဗုဒ္ဓောပကဝါတဲ့နော်အဲ့ဒါမှဖယားမြင်တာနော်အဲ့ရောတို့မှရှင်ခိုးကြကြရောရှင်ခိုးကြပြန်တော့ခဏပုထုတင်နေရှင်ခိုးတာတော့အယူရှင်ခိုးတာပေါ့ဟိုမျိုးရှင်ခိုးကြတာနော်ဟိုတုမနာလုံလာတခါကြမ်းကြည့်တုမနာလုံတာနေဝေးရှင်းတော့မြက်မောက်လေးညဤ6ဖြာတဲ့နေရရွေးပြီးမှရှင်းကိုရတယ်ဗျနော်အရန်ရှင်းကိုလို့ရတာမဟုတ်ဘူးတားကပ်ပြီးတော့လည်းရှင်းမကိုရဘူးရှင်းတဲ့နေရလည်းရှင်းမကိုရဘူးအဝေးကလည်းရှင်းမကိုရဘူးလေထက်ကလည်းရှင်းမကိုရဘူးလေအောက်ကရှင်းကိုရတယ်မှတ်တာနော်ရှင်းကိုလို့ရှိရင်တောင်လေတိုက်ရင်မြောက်ဘက်ကရှင်းကိုမြောက်လေတိုက်ရင်တောင်ဘက်ကနေရှင်းကိုအဲ့ဒါမှရတာနော်အပြစ်ကြီးတာကအဲ့ဒါထို့လားလေထက်ကရှင်းကိုတာအပြစ်ကြီးတော့မယ်နော်နော်ဟုတ်လားမင်းမသိပါဘူးဘာလို့လဲရှင်းပြရသိလားဟဲ့လေးထက်ကကိုကျင်ကိုနေတော့ဖျားဝတ်တဲ့နေတော့လေးတော့ရကိုထိတ်နိုင်လို့လားလေးကမထိတ်နိုင်ဘူးလားအဲ့ကြတော့အပြစ်ရှိတယ်မိဘပဲရှင်းကိုဖျားပဲရှင်းကိုယူတဲ့ကြီးဝါကြီးကိုရှင်းကိုဘယ်လိုပဲရှင်းကိုအဲ့လေးထက်ကဘယ်တော့မှရှင်းမကိုနဲ့လေးအောက်ကနေရှင်းကိုနော်အရေးကြီးတော့ငါဒါပဲအဝေးကျလည်းရှင်းမကိုနဲ့ခဏဒီငါတစ်ချက်လားနဲ့ဖျားလှမ်းရှင်းကိုတာပဲဟုတ်လားကုသမရဘူးလားရပါတယ်ဒါပေမဲ့လို့အပြည့်မရဘူးနော်အဝေးကျရှင်းကိုတာနော်ပုံတော်ကိုဂုံတော်ကိုတင်နိုင်မှကုသရတာနော်ခဏပုံတော်ကိုဂုံတော်ဘယ်သူမှမတင်ကြပါဘူးနော်အပါတေမေတမပန်နေတရိမေဥရပစ္စထာအပါတော်မေတမပန်နောနာကာလောမေနပတ္တတံ
ဩငါကြည့်တာကနာနဲ့ရုပ်ပဲရှိတာပါလားဒါလေးတွေပဲမြန်နာနဲ့ရုပ်တာကြည့်တည်တာမှုမြင်နိုင်မှုမှတ်ကျနာမရူပပရိစ္ဆေဒညာအကြောင်းနဲ့တကွတိမ့်သိကပြည့်တရပရိက္ခညာအညာနဝပလက်သသုလဒေါတဗံအပေတကပိဋိတမှတ်တာမြိုက်ကဣမိနာပနာညာနေတာဓမ္မနာကတော့အရိယတာဝကောဗုဒ္ဓဒါရဏိလရတာတော့လရပတော့နိယတဂရိကောသုလဒေါတဗံနောနာမဟောတိတဲ့ငါပြောတာမယုံရဲ့ဝိတုဒ္ဓိမက်ကြီးနော်ဝိတုဒ္ဓိမက်မှာပြပါတယ်နော်ဝိဆိုတာအထုတုဒ္ဓိဆိုတာသင်ကျဲတာနော်ဘာပဲလုပ်လို့စင်သေးကျဲကျဲလုပ်တာကောင်းနေတို့တော့ခုတော့ဘာစင်ကျဲအောင်လုပ်တယ်လဲပကနေသေးကြတာနော်ပကနေသေးဦးနဲ့မစင်ကျဲဘူးသိစင်ကျဲဖို့ရေးကြည့်တယ်နော်မျက်စိနဲ့အထင်းနားနဲ့အတန်းနှာခေါင်းနဲ့အနံ့ပစနဲ့အရတာကိုယ်နဲ့ထိပြတိတ်နဲ့